ဖလားပွဲတွေမှာချင်းသေးပရီးမီးယားလိမှာကြောင်ဖြစ်နေတဲ့မာတင်နယ်လီအားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မာတင်နယ်လီရဲ့ဒီယာဒီခြေစွမ်းဟာအာဆင်နယ်ပရိသတ်တွေအတွက်တော့နည်းနည်းလေးကတိကောက်ဖြစ်နေစရာပါပဲပရီးမီးယားလိမှာတော့သူဟာဂိုးသွင်းဖို့တော်တော်လေးရုန်းကန်နေရပြီးအခုထိတကိုးပဲသွင်းထားနိုင်ပါသေးတယ်ဒါပေမဲ့အဲ့ဒီတကိုးကလည်းမန်စီးတီးနဲ့ပွဲမှာသွင်းခဲ့တဲ့အဖိုးတန်ခြေပါကိုဖြစ်နေပြန်တော့သူကိုအပြစ်တင်ဖို့ကလည်းခက်ပါတယ်ဒီပွဲ20ကစားထားရတဲ့အထက်မှာ9ပွဲပဲပွဲထွက်ခွင့်ရထားတာကသူဟာနီးပြအာဒီတာရဲ့ League လူစင်းမှာပထမဦးစားပေးမဟုတ်တော့ဘူးဆိုတာတော့သိကြနေပါပြီဒါပေမဲ့ဖလားပွဲတွေ Cup Competition ဘက်ကိုလှည့်ကြည့်မယ်ဆိုရင်တော့မာတင်နယ်လီဟာလုံးဝတခြားလူတစ်ယောက်လိုကြောင်းလဲသွားတာကိုတွေ့ရမှာပါပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဝီဂန်ကို4ဂိုးမရှိနဲ့နိုင်ခဲ့တဲ့ FA Cup ပွဲမှာသူဟာဒီယာဒီသူ့ရဲ့10ဂိုးမြောက်ဖလားဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်ဒါ1994 95ရာသီတုန်းက Ian Wright တင်ခဲ့တဲ့စံချိန်နောက်ပိုင်းနှစ်ပေါင်း30ကျော်အတွင်းမှာအာဆင်နယ်အသင်းအတွက်ဖလားပွဲတွေမှာ10ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားတစ်ယောက်အဖြစ်မှတ်တမ်းဝင်သွားတာလည်းဖြစ်ပါတယ်။သူ့ရဲ့ဒီယာဒီဖလားဂိုးတွေကတကယ်ကိုအထင်ကြီးစရာပါပဲ။ Champions League 9ပွဲမှာ6ဂိုးသွင်းထားနိုင်တယ်လို့ FA Cup မှာလည်း Portsmouth နဲ့ပွဲက hat-trick အပါအဝင်စုစုပေါင်း4ဂိုးသွင်းထားပါတယ်။ဒီအရင်အတွက်ဟာဂန်နဝေတိုက်စစ်မှုကြီးတီယာရီအွန်နီရဲ့တရားဒီအကောင်းဆုံးဖလားကို6ဂိုးစံချိန်ထက်တောင်ကျော်လွန်သွားပြီဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ Emirates Queen ရဲ့အချစ်တော်လေးဟာပရီးမီးယားလိမှာအရန်အဖြစ်နဲ့တာမိနစ်ပိုင်းလောက်ပဲကစားရတဲ့အရန်ကစားသမားဘွားကိုရောက်နေတာကစိတ်မကောင်းစရာပါပဲအထူးသဖြင့်ပြီးခဲ့တဲ့ဂျာနာပရီးနေ့က Brentford နဲ့ပွဲမှာသူရခဲ့တဲ့အခွင့်အရေးကိုအလဟတ်သက်ဖြုံးတီးပစ်လိုက်တာကသူ့ဘော်ဝေဖန်မှုတွေကိုပိုပြီးမြင့်တက်လာစေခဲ့ပါတယ်မာတင်နယ်လီကပါရမီရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမဲ့သူ့ရဲ့ခြေစွမ်းဟာအတက်အကျအရန်များလွန်းနေပါတယ်2020-23 ရာသီတုန်းကလီဂ်မှာ15ဂိုးထိသွင်းယူပြီးအသင်းရဲ့ဂိုးသွင်းများသောကစားသမားဖြစ်ခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းဘောလုံးရာသီတွေမှာတော့သူ့ရဲ့လီဂ်ဂိုးတွေကတပြေးပြေးနှဲပါလာတာကိုတွေ့ရမှာပါအခုဆိုရင်အာဆင်နယ်ဟာ22နှစ်ကြာဝေးကွာနေတဲ့ပရီးမီးယားလိဖလားကြီးကိုအရာယူဖို့အစွမ်းကုန်စူးစမ်းနေကြပါတယ်ဒီလိုအဆုံးအဖြတ်ပေးရမယ့်အချိန်မျိုးမှာအသင်းရဲ့အဓိကကစားသမားတွေလိုပဲမာတင်နယ်လီစီကလီဂိုးတွေကိုအာဒီတာကအများကြီးမျှော်လင့်နေမှာအသေးချပါပဲအထူးသဖြင့်လာမယ့်ဝူဖ်နဲ့ပွဲမှာသာမာတင်နယ်လီကသူ့ရဲ့ Cup Game ပွဲကိုဒီထဲမှာပါတက်တည်ပြဖို့အကောင်းဆုံးခွင့်ရတစ်ခုဖြစ်လာပါလိမ့်မယ်ဒါပေမဲ့ကစားသမားတစ်ယောက်ရဲ့စိတ်ဓာတ်ပိုင်းအရကြည့်ရင်တော့ဖလားပွဲတွေမှာဂိုးတွေဒလဆက်သွင်းပြီးစံချိန်တွေတင်နေတာတော့ဒီပွဲကြီးတွေမှာထိုင်ကုန်ပေါ်မှာပဲအချိန်ကုန်နေရတာကစိတ်ပြက်စရာကောင်းနေပါလိမ့်မယ်မာတင်နယ်လီယာ Ian Wright ရဲ့ဖလားကို12ဂိုးစံချိန်ကိုချိုးပြတ်ဖို့လက်တလန်အကွာကိုရောက်နေပါပြီဒါပေမဲ့ပရိသတ်တွေကတော့သူ့ကိုဖလားပွဲတွေမှာမဟုတ်ဘဲအသင်းကြီးအတွက်တကယ်အရေးကြီးတဲ့ League ပွဲတွေမှာပါဂိုးတွေအများကြီးသွင်းပေးစေချင်နေကြတာပါမာတင်နယ်လီတယောက်လာမယ့်ပွဲတွေမှာပွဲထွက်ခင်ပြန်ရပြီးအာဆင်နယ်ကိုချန်ပီယံဆုစီခေါ်ဆောင်သွားနိုင်မလားဆိုတာကတော့ရင်ခုန်စရာပါပဲဒီလိုရတာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ MM Bookie Page ကို Like and Follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်